ဇလန်ရဲ့စမှာတော့လူကြီးတစ်ယောက်ကသူတို့အဖွဲ့ကိုပြတ်သိမ်းလိုက်ပြီးဆိုကခွေးလေးကိုနှင်ထုတ်နေပါတယ်ခွေးလေးရဲ့နာမည်ကဝါဇူလို့ခေါ်ပါတယ်သူကအရန်ကိုတက်ကြီးနေပြီဖြစ်တာကြောင့်စွန်စားကန်းတွေကိုစက်မလုံးနိုင်တော့ဘူးလို့ပြောကကိုဂူဆိုင်ဖို့ပဲမှာလိုက်ပါတယ်စန်နီးပေါ်မှာတော့လူဗီတစ်ယောက်ဟာတူအုပ်ထုတ်ပျောက်သွားလို့ပုံတိုင်းကျဲနေပါတယ်သူညကတေးထောက်ပေါက်တုန်းကငှက်ကြီးတစ်ကောင်ပြန်သွားတာကိုတွေ့တယ်လို့ဦးစိုးကပြောပါတယ်ငှက်ကအုပ်ထုတ်ကိုမတည်သွားနိုင်တာကြောင့်ဦးစိုးရဲ့စကားကိုဘယ်သူမှမမြုံကြပါဘူးဒီလိုနဲ့စထရောဟက်တတိုက်ဟာအုပ်ထုတ်ရပုံတော့ဖွင့်ရပါတော့တယ်ရှက်ဆမ်မကိုစီးရွာတဲ့ဂျိုးပါတို့ကတွေးရနေလဲနေတဲ့ပင်တဲ့ဓမြဘူကြီးကိုတွေးခဲ့ရပါတယ်အဲ့ဒီရဲ့ပြင်ချိုးပါညာကတွေးခဲ့ရတယ်ဆိုတဲ့ငကြီးကလည်းအုတ်ထုပ်ကိုကြည်သွားတာကိုတွေးလိုက်ရပါတယ်အုတ်ထုပ်နောက်ကိုလိုက်နေတော့မှတော့ရေတက်ကလည်းသူတို့ကိုတွေးသွားပါတယ်ငကြီးကရေခဲဆောင်တွေကိုဝင်သွားခဲ့တာကြောင့်လူဗီတို့လည်းဆက်လိုက်ခဲ့ကြပါတယ်ကြောက်ဆောင်တွေတဲကနေထွက်မှတော့ရေတက်ပွဲလိုက်ကြီးကဆောင်ကြုံနေခဲ့ပါတယ်တီးမကန်နိုင်တော့တဲ့လူဗီကကြောက်တုံးတွေကြားတဲ့စပိုက်ဒါမန်လိုလွဲကငကြီးနောက်ကိုလိုက်ပါတယ်ကြောက်ကူကြီးတစ်ခုတည်းကိုဝင်သွားတော့ရေတက်ကလည်းသူတို့နောက်ကိုဆမ်းမလိုက်တော့ပါဘူးသူတို့ကျသွားတဲ့နေရာကတော့စီကင်းတွေရဲ့တိုက်ကြီးဖြစ်နေခဲ့ကခုဒီဗန်နဲ့ပြန်ထွက်ခဲ့ကြပါတယ်လူဗီအုတ်ထုပ်ကိုယူသွားတဲ့ငှက်ကအဖိုးကြီးရဲ့ခွေကလေးဝါစုဖြစ်ပါတယ်ထိုရီနိုမီကိုစားရတာဖြစ်လို့ငှက်အဖြစ်ကိုပြောင်းနိုင်တာလည်းဖြစ်ပါတယ်ချိုးပါကိုတော့အဖိုးကြီးကသူ့ခွေးလေးဝါစုချောင်းကိုပြောပြနေပါတယ်သူတေရတော့မယ်ဆိုတာကိုခွေးကလေးကိုမသိစေချင်တာကြောင့်ဝါစုမလုံးနိုင်ဘူးလို့ထင်ရတဲ့ဘောင်တီ300 million ရှိတဲ့လူဗီရဲ့အုတ်ထုပ်ကိုကိုးကိုင်းတာပဲဖြစ်ပါတယ်လူဗီရဲ့အုတ်ထုပ်ကိုဝါစုကတကယ်ကိုးနိုင်ခဲ့တဲ့အကြောင်းကိုကြားတော့အဖိုးကြီးကထားပြေးပါတော့တယ်တစ်ဖက်မှာတော့လူဗီနဲ့ဝါစုကလည်းရေတက်စကန်တွေကိုတက်ကြီးတိုးဝင်သွားခဲ့ကြပါတယ်အုတ်ထုပ်ကိုလိုက်ပန်းနေတဲ့ဝါစုကိုရေတက်ကတနက်တွေနဲ့ပစ်ခဲ့ပြီးလူဗီကဝါစု2ယောက်လုံးကအဖမ်းခံလိုက်ရပါတယ်အုတ်ထုပ်ကရေတက်ရာရှိရဲ့လက်ထဲကိုရောက်သွားခဲ့ကအပေါက်ဖောက်ခံလိုက်ရပါတယ်ဇိုရိုကလည်းရောက်လာခဲ့ပြီးတော့လူဗီအုတ်ထုပ်ကိုပြန်ရဖို့အတွက်ကူညီပေးခဲ့တယ်။အဲ့ဒီနောက်မှာတော့ဂျိုင်းဟန်3ကောင်နဲ့လူဗီဇိုရိုတို့တွေကတိုက်ခိုက်ခဲ့ရပါတယ်။အဲ့ဒီအချိန်အဖိုးကြီးကလည်းဆန်နီနဲ့အတူရောက်လာခဲ့ပြီးတော့ဝါစုကိုပြေးဖက်လိုက်ပါတယ်။ငါမင်းကိုနောက်ထပ်ထားမသွားတော့ဘူး။ခွင့်လွှတ်ပေးပါလို့ခွေးကလေးကိုတောင်းပန်လိုက်တယ်။ဒီလိုနဲ့စထရောဟက်တစ်ဖွဲ့လုံးပေါင်းကဂျိုင်းဟန်3ကောင်ကိုနိုင်တိုက်လိုက်ကြပါတယ်။လူဗီကတော့သူ့အုတ်ထုပ်ကိုယူဖို့ရာရှိစီကိုပြေးဝင်သွားခဲ့ပေမဲ့အရာရှိကအုတ်ထုပ်ကိုပင်လယ်ထဲကိုလွှတ်ပစ်လိုက်ပါတယ်။လူဗီတယောက်ကလည်းတင်းသွားခဲ့ပြီးတော့ဂီယာတက်နဲ့ပြေးထိုးလိုက်ပါတယ်။ဂီယာတက်ရဲ့ဆိုင်ရဲ့ဖက်ကြောင့်တေးသေးလေးဖြစ်သွားခဲ့ကပင်လယ်ထဲကိုလွင်သွားခဲ့ပါတယ်။လူဗီနဲ့အုတ်ထုပ်ကိုတော့ဝါစုကငှက်အတွင်ပြောင်းပြီးတော့လိုက်ခဲ့ပေးနေခဲ့ပါတယ်။လူဗီရဲ့ထိုးချက်ကြောင့်ရေတက်စကန်တစ်ခုလုံးကလည်းပျက်စီးသွားခဲ့ကအကုန်လုံးကလည်းပင်နယ်ပြင်စီကိုပြန်လိုက်ကြပါတယ်။အဖိုးကြီးရဲ့ယောဂဆိုတာကလည်းခောက်ဆွဲစားရင်နဲ့ခရင်မှမျိုးချသွားမိတာကြောင့်အစာရင်တွေးယုံနေတာဖြစ်ပါတယ်။အခုတော့ချိုးပါကကုသပေးလိုက်ပြီးဖြစ်တာကြောင့်အားလုံးဟာအဆင်ပြေသွားခဲ့ကအဖိုးကြီးကလည်းဝါစုလေးနဲ့အတူပင်လယ်ပြင်ကြီးစီကိုနောက်တစ်ချိန်ပြန်ခရီးထွက်ခဲ့ပါတယ်။ဒီဗီဒီယိုလေးကတော့တူပါတယ်ဗျ။သဘောကျတယ်ဆိုရင်တော့ like and subscribe လေးလုပ်သွားပေးကြပါဦး။ Bye bye guys. See you in next video.